online ပေါ်ကတယောက်နဲ့တယောက်သိကျွမ်းမိခဲ့တာတစ်နှစ်ရှိပြီအမြဲအဆက်အသွယ်မပြတ်စကားပြောဖြစ်တယ်အပြစ်မှမဆုံးဘူးပါကျမကမိုးဆိုးမခလေးမေဆိုတာစတိကျွမ်းကလေးကပြောခဲ့ပါတယ်ကျမအားငယ်တိုင်းအမြဲအားပေးစကားပြောပေးတတ်တယ်လို့သူ့ရဲ့အတိုင်းအဝိုင်းနဲ့မိတ်ဆက်ပေးဖို့ပြောလို့ရှိပေမဲ့သူကလူပြိုကြီးမလို့ကျမကြောင့်သူ့ကိုငယ်သွားမလားစိုးရိမ်လို့အတူဆုံးဖို့ကျမဘက်ကမဝင့်မရဲဖြစ်နေပြီးတော့အမြဲညှင်းဆန်နေမိပါတယ်ကျမထက်အသက်ပိုကြီးပြီးအတွေးခေါ်ကောင်းတဲ့အရေးချင်းရှိတဲ့သူပါသူကျမဘဝကိုနားလည်ပေးနိုင်တယ်ဆိုပေမဲ့ရှေ့ဆက်ရမလားရက်တက်ရမလားအတွေးများနေရင်နဲ့အပြစ်မှားဆုံးဖို့မကြိုးစားရင်းနေလို့ပါကျမမိုးဆိုးမခလေးမေဆိုပေမဲ့မိမကုံသိက္ခာနဲ့ပတ်ဝန်းကျင်မှာနာမည်ပြတ်မရှိအောင်ကောင်းကောင်းမွန်မွန်ကိုယ်ပိုင်ဝင်ငွေနဲ့နေထိုင်နေသူမလို့ပလေးခံရပြီးနာမည်ပြတ်မှာကြောက်မိတာလည်းပါပါတယ်သူကကျမနဲ့တိတ်မဝေးတဲ့မျိုးကပါအပြစ်မှာဆုံးပြီးလေးလာတင်လားရှစ်ဆက်တဲ့အခြေအနေလားလူမျိုးအများစုကမိုးဆိုးမခလေးအမေတွေကိုတန်ဖိုးထားပါမလားကုညီအကြံပေးကြပါအောင်ရှင်မိမသားတို့ရှင်ဖွင့်ရာ